အယောင်လေးဆိုးကျင်တာညနာလင်းသွားမဲ့ဟာလေးပေါ့အယောင်လေးရပြီးရင်ညီမလေးအေးစမိတ်ကလေးရောညနေညက်ကြည့်ကျင်လားလို့ ညလို့တော့ရတယ်မမဆက်စမိတ်နဲ့တော့လိုက်တော့လိုက်ရတဲ့အတိုင်းဖြောင်းမရမှာမဟုတ်တော့ဒီနားလေးမှာလိန်လေးရောအဲ့လိုမျိုးသဘောကျတာ အရှိတိုင်းလေးပဲညက်သွားကြည့်လိုက်မယ် ဒီပေါ်စံတိုင်းလေးလာတယ် ဟာဟာ ဒါတောက်ထားလားအဲ့လိုတင်တယ် တဘာဝ အရင်လာရင်နော် ဟာဟာ တောက်ထားတဲ့အတိုင်းပဲတောက်ထားရင်တော့တချို့ကဒီလောက်မလောက်အောင်အဲ့ဒါအမကလာဆိုးမယ်ဆိုတော့ဘယ်ဘက်ရေးချယ်ထားရှိလားအဲ့လိုမျိုးလေး အဲ့လိုတော့မရှိဘူးအဲ့လိုပေါ့အမနဲ့လိုက်မဲ့ဟာလေးစစ်ချင်မစစ်တော့ပြန် အမစစ်စစ်မတုံးချင်စနေစနာနဲ့မတက်သေးဘူးအဲ့ဒါရုပ်ကလာဆိုစနေစနာမတက်သေးဘူးရောဒါ3လတစ်ခါဆို6လတစ်ခါဆိုကလာဆိုဘာမှမဖြစ်ဘူး အဲ့ဆိုရိုးရိုးခံလာတဲ့အရင်ကြည့်ကြည့်မယ်လေ โอเคရရင် ဟာဘယ်ဆိုးရမယ်တို့လားဒါချွတ်စရာမလိုဘူးနော် ဆရာတို့တရားတော့အသားဆောင်မှလက်နဲ့ရှင်ပြလိုက်တရားအသားရမ်းဆောင် ဟုတ်ဒါတဘာဝအယောင်မယ်နော် ဟုတ်တယ်တော့အတာချက်ကပါလဲဆိုအဲ့ဒီကလာဆိုပြီးတော့တဲ့အချိန်ကျအမက make လိမ့်လိမ့်မလိမ့်လိမ့်မြန်မာဝမ်းဆိုင်ဝအတူပဲဥမာကကွာ fashion ပေါ်မှာမူဒီမှာတက်တဲ့ fashion ဘလို့ရတယ် ချစ်ကြလေနော်ရှင်းရှင်းချစ်ကြလေနော်ရှင်းရှင်းချစ်ကြလေနော်ရှင်းရှင်းချစ်ကြလေချစ်ကြလေချစ်ကြလေနော်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 ရှင်းရှင်းချစ်ကြလေနော်ရှင်းရှင်းချစ်ကြလေချစ်ကြလေချစ်ကြလေနော်